မျိုးသမီးတဦးဟာသူ့ကိုလိုက်လံဖမ်းဆီးနေတဲ့လူမိုက်တွေလက်ကနေလွတ်မြောက်ဖို့6ကမ်းပါးပေါ်မှာတန်းတန်းဖြစ်နေတဲ့တစ်ပင်ပင်စီပေါ်တက်ပြေးခဲ့ပါတယ်ရုတ်တရက်အနောက်ကနေတနက်တန်ကြားလိုက်ရတဲ့အတွက်ကြောက်လန့်ပြီးခြေချော်က6ထဲကိုတန်းတန်းမတ်မတ်ပြုတ်ကျသွားခဲ့ပါတယ်အလွန်အေးဆက်လာတဲ့မြည်ရည်ကသူ့ကိုချက်ချင်းရဲအောင်ဆွဲယူသွားခဲ့ပါတယ်မြေကမ်းပါးတစ်လျှောက်ကကြောက်ဆောင်တစ်ခုကိုလှမ်းဆွဲဖို့ကြိုးစားခဲ့ပေမဲ့လက်နက်ဖက်စလုံးတုံ့နှောင်ခံထားရတာကြောင့်အားကုန်မထုတ်နိုင်ခဲ့ပါဘူးထို့နောက်မြည်ရည်စီးကြောင်းကပုံမတန်မာလာခဲ့ပြီးပိုဆိုးတာကတော့မလန်းမကမ်းမှာမဟာရီတကွန်ကြီးတစ်ခုရှိနေတာပါပဲအချိန်မီမတားဆီးနိုင်ရင်တော့တက်တာရဖို့မျှော်လင့်ချက်နေပါလာပါတယ်ရုတ်တရက်သူမဟာနောက်ဆုံးကြံတဲ့အားအင်ကိုတုံးပြီးပြစ်ကျထားတဲ့လေရင်ပြန်စိတ်ပိုင်းတစ်ခုကိုလှမ်းဆွဲလိုက်ပါတယ်တိုးတော်လဲရေတကွန်နဲ့အလွန်နီးကပ်နေပြီဖြစ်ပါတယ်ပြင်းထန်တဲ့ရေစီးကြောင်းကလေရင်ပြက်ကြီးတွေကနေသူ့ကိုဆွဲထုတ်သွားပြန်တာကြောင့်ရေတကွန်နဲ့ပြုတ်ကျတော့မလို့ဖြစ်ခဲ့ပါတယ်ကြောက်လန့်တကြားနဲ့နောက်ဆုံးကြံတဲ့အားအင်ကိုတုံးကခုန်လိုက်ပြီးလေရင်တောင်မတစ်ဖက်ကိုလှမ်းဆွဲလိုက်ပါတယ်အောက်ကနဲ့ဆိုင်တဲ့6ကြီးကိုမြင်လိုက်ရတဲ့အခါအသက်ရှင်လို့စိတ်ပြန်လဲနိုးထလာပြီးအသက်ကိုပြင်းရှူကတောင်ပံပေါ်ရောက်အောင်ကြိုးစားတုံ့တင်ခဲ့ပါတယ်ဒါပေမဲ့ကိုပုံမှန်မရက်နိုင်သေးခင်မှာပဲတောင်ပံကနေအကွဲတန်တွေရုတ်တရက်ထွက်ပေါ်လာပါတယ်ထို့နောက်တုံခါမှုနဲ့အတူတောင်ပံဟာစတင်ကျိုးထွက်သွားခဲ့ပါတယ်အမျိုးသမီးဟာလေရင်ကိုယ်ရဲ့စီကိုအားကုန်သုံးပြီးကုန်ကူးလိုက်ပြီးနောက်ဆုံးစက္ကန့်မှာနှမ်းဆွဲလိုက်နိုင်ပါတယ်ဒါကပဲသူ့အသက်ကိုကဲတင်လိုက်တာပါအဲ့ဒီနောက်ပျက်စီးနေတဲ့လေရင်ခန်းထဲကိုလက်ဝင်သွားပြီးကျန်းပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်ခုနကဖြစ်တဲ့မြတွေကြောင့်သူ့အားအင်တွေအကုန်ခန်းသွားခဲ့ပါတယ်မနေ့အသက်ရှူလိုက်ရပြီးတဲ့နောက်အနီးနားမှာစူးကြုံနေတဲ့တန်တဲ့ပိုင်းစားတစ်ခုကိုတတိပြုမိသွားပါတယ်တုံနှောင်ထားတဲ့လက်တွေကိုအဲ့ဒီစူးကြုံတဲ့အနားစားနဲ့ပုတ်တိုက်ပြီးကျိုးကိုအားကုန်သုံးကစတင်ဖြတ်တောက်ခဲ့ပါတယ်ထို့အချိန်မှာပဲပြင်းထန်တဲ့ရေစီးကြောင်းကြောင့်လေရင်ဟာဖြည်းဖြည်းချင်းဆောင်းလာခဲ့ပါတယ်အခြေအနေပိုဆိုးလာတာကိုမြင်တော့ကျိုးကိုမြင်ဖြတ်လိုက်ပြီးအနီးနားကလေရင်နဲ့ချိတ်ဆက်နေတဲ့အစိပ်ပိုင်းတစ်ခုကိုလှမ်းဆွဲလိုက်ပါတယ်ဒါပေမဲ့အန်ဒီယေကမပြီးသေးပါဘူးနောက်ထပ်စက္ကန့်မှာပဲလေရင်ရဲ့ကျိုးပဲနေတဲ့အစိပ်ပိုင်းဟာတောင်နှလုံးကြားထဲမှာညက်သွားပြီးအမျိုးသမီးဟာအတွင်းထဲမှာပိတ်မိသွားခဲ့ပါတယ်အခုဆိုရင်သူမဟာအပေါ်တက်လို့လည်းမရအောက်ဆင်းလို့လည်းမရတော့ပါဘူးနည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့လေရင်ဟာလုံးဝကျိုးပဲသွားနိုင်ပါတယ်ထို့အချိန်မှာသူ့ပေါ်နားမှာချိတ်ဆွဲနေတဲ့လေထီးတစ်ထည်ကိုတတိပြုမိသွားပါတယ်သူမချက်ချင်းလက်လန်းလိုက်ပြီးအချိန်ချင်းကြိုးစားပြီးနောက်တန်းဖတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲလေရင်ရဲ့အောက်ပိုင်းကကျိုးထွက်သွားပြီးအောက်ကိုအချိန်နဲ့စတင်ပြုတ်ကျသွားခဲ့ပါတယ်အသက်ရှင်တော့မှမဟုတ်ဘူးလို့ထင်ရပေမဲ့နောက်ဆုံးစက္ကန့်မှာတော့လေထီးကိုဖွင့်လိုက်နိုင်ခဲ့ပြီးသူ့အသက်ကိုကယ်တင်နိုင်ခဲ့ပါတယ်